အခုဗီဒီယိုကဒါကျွန်တော်တို့အမေရိကန်နဲ့တရုတ်ကုန်သွယ်မှုစစ်ပွဲတွေကြားမှာဒါကျွန်တော်တို့ချမ်းသာလောက်အောင်လုပ်နိုင်လို့ရတဲ့အရာတစ်ခုကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ချမ်းသာမဲ့နီလန်းကိုမပြောခင်ပေါ့နော်ဒါကျွန်တော်တို့ဒီအမေရိကန်နဲ့တရုတ်ကုန်သွယ်မှုစစ်ပွဲကြောင့်ပေါ့ကျွန်တော်နည်းနည်းပြောပြပေးသွားမှာဖြစ်ပါတယ်ဒါကျွန်တော်တို့အမေရိကန်နဲ့တရုတ်ကုန်သွယ်မှုစစ်ပွဲอ่ะเนาะဒါကျွန်တော်တို့ထင်ထားသလောက်မယူဆင်ဘူးဗျဒီထက်ကိုပို့ပြီးတော့အခြေအနေပိုဆိုးသွားဖို့ရှိပါတယ်ဗျဘာဖြစ်လို့လဲဆိုတော့ဒီအမေရိကန်နဲ့တရုတ်อ่ะเนาะကပတ်အင်အားကြီးဆုံးနိုင်ငံနဲ့ဖြစ်ပါတယ်ဗျဒါပြီးခဲ့တော့ကဒီရုရှားနဲ့ယူကရိန်းမှာစစ်ပွဲလိုမျိုးလူအသေးပြောက်မရှိပေမဲ့အခုဆိုရင်တော့အမေရိကန်နဲ့တရုတ်နဲ့စီးပွားရေးထွန်းညှက်မှုတွေကတော့တကယ်ကိုကြောက်စရာကောင်းတယ်ဗျဒါတမန်တော်တို့ထွဲကလည်းပေါ့တရုတ်ပုံမှာတင်းမာမှုတွေကိုလုံးဝဖြေဆုံးမပြဘူးတရုတ်ကလည်းအခုနောက်ပိုင်းမှာเนาะအင်အားကြီးနိုင်ငံဖြစ်လာပါပြီဒါတရုတ်ကိုတော့ကျွန်တော်တို့ဆွတ်တွဲလို့မရဘူးဗျကျွန်တော်တို့ဒီဂျားထဲမှာဒါကျွန်တော်တို့ငွေကိုဘယ်လိုမျိုးကြီးပွားအောင်လုပ်ရမလဲဆိုတာကျွန်တော်မှငွေလည်းတစ်ခုရှိပါတယ်ဒါအရန်ကိုယူဆင်းတယ်ဗျဒါကျွန်တော်တို့ investment ပဲဖြစ်ပါတယ်เนาะအခုဆိုရင်ဒါကျွန်တော်တို့စီးပွားရေးတွေမကောင်းတော့ဘူး stock တွေကလည်းပဲတိတ်ပြီးတော့အလုံးမဖြစ်တော့ဘူးဗျထင်တာလားเนาะဘယ်နေ့တော့မှ stock ဈေးကွက်တွေပြန်ထိုးတက်မယ်ဒါကျွန်တော်ရဲ့ comment နဲ့အနေနဲ့ဆိုရင်เนาะ stock ဈေးကွက်ကပြန်လာဘူးဆိုတာเนาะတော်တော်လေးကိုကြာအောင်မှာပါဖြစ်ပါတယ်ဒီတရုတ်နဲ့ကုန်သွယ်မှုစစ်ပွဲမပြီးမချင်းอ่ะဒီ stock တွေကဒါမရင်းနှီးတင်ဘူးเนาะအခုကျွန်တော်တို့ရင်းနှီးတင်တဲ့အခမ်းမှာဆုံးရင်းနှီးမှုတစ်ခုကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမတစ်ခုကဒါကျွန်တော်တို့ဆွေပဲဖြစ်ပါတယ်ပေါ့เนาะဆွေကကျွန်တော်တို့ investment လုပ်တာဒါအကောင်းဆုံးတင့်တော်ဆုံးပဲအခုဗီဒီယိုချင်းတဲ့လူတွေမှတ်ထားကြပါဗျဆွေဆိုတာဘယ်တော့အခါမှဈေးနှုန်းကျသွားတော့ဆိုတာမရှိဘူးဗျသူကအခမ်းမှာဆုံးစတော့တစ်ခုဖြစ်ပါတယ်နောက်တစ်ခုကဒါကျွန်တော်တို့ crypto တွေပဲဖြစ်ပါလို့ပေါ့เนาะဒါကျွန်တော်တို့ဒါ crypto တွေကြတော့ဒီအခုလက်ရှိချင်းနေမျိုးမှာဆိုရင်เนาะကျွန်တော်တို့ကပတ်စီပွားရေးပြက်ကင်းတွေဂျားထဲမှာပေါ့เนาะဒါကျွန်တော်တို့ crypto တွေကလည်းပဲဒါကျွန်တော်တို့ငွေကြေးယုံကြည်စိတ်ချမှုအနေနဲ့ယင်းနေထားတဲ့အရာတစ်ခုတည်းဖြစ်ပါလို့ပေါ့เนาะ